ဘဝဆိုတာရေလိုက်ရင်ပမာပျော်ရမှာမနေတော်ရမှာနေရမယ်လို့ဆိုယူစကားတွေရှိနေပြန်တာဒါတွေကိုသိထားလို့လားအမေသားလေးရောအလုပ်ကြိုးစားမှာဝေးကြည့်သူတွေဆက်ချင်သေးလို့အမေစီကိုအပြည့်ပြန်လာမှာအမေပေးလိုက်တဲ့တပတ်ကလေးကြည့်ကအမေမျက်နှာလေးအမြဲတမ်းမြင်အောင်လားအမေအနေချမ်းနေတဲ့အမေသားလေးကိုအဝေးကမှန်းပြောဥခိုင်းလို့လားအမေအနေချမ်းနေတဲ့အမေသားလေးကိုအဝေးကမှန်းပြောဥခိုင်းလို့လားဌာနေကပြန်ဖို့မြမပြည်ကိုလည်းကျွန်တော်သတိရတယ်ရွှေတွေကိုကိုလည်းရည်စုလို့ရဲ့အမေကိုလည်းကျွန်တော်လွမ်းမိတယ်အောင်မေသတိရတယ်ဗျရွှေအားတော့မငယ်လိုက်ပါနဲ့ကျွန်တော်ချစ်တဲ့ဝင်းမိမိမှာအမေသားလာအလေးမှာအမေစီကိုအပြေးကလေးပြန်လာမှာ